Hello ကျွန်တော်ရဲ့ video ကနေနောက်ထပ်ပြန်နေကြည့်ဒီနေ့က solo run camp မှာမဟုတ်ဘဲနဲ့ public ကတယောက်နဲ့တွားပြီးကျူလို့တွားဆက်မှာဖြစ်ပါတယ်ကျွန်တော်တို့ထုံးစံအတိုင်းပဲဖွဲရောက်ရင်ချောင်းကိုဘန်လေးရှိပါတယ်အားကြောင့်ခုလဲချောင်းကိုဘန်လိုက်ပါတယ် enemy traffic ကိုကြည့်လိုက်ပြီးတော့ကျွန်တော်ပေါ့နော်ပေးရမလဲဆိုရင်ကြတဲ့ order ဆိုလို့ special နဲ့ normal ရှိလို့ဒီမှာ lucky box triangle လေးတုံးလိုက်ပါတယ်ဒီ order ရဲ့ဒီ lucky box ကတော်တော်လှပါတယ်ပေါ့နော်လူထင်တာဒီ live Fago လာမှာဆို Fago skin ပဲလဲချောင်း okay ပွဲရောက်ပြီးပွဲလေးကတော့ခုတော့စားနေပါပြီပထမဆုံးကျွန်တော်ဖက်နှက်ကိုရင်ဝယ်ပေါ့နော်ကာကူရာကိုကျတော့ကျွန်တော်ဖက်နှက်ကိုရင်ဝယ်ပဲလာလေးနဲ့တက်ချုံကျွန်တော်ဘက်က Alice room ဆိုတော့နည်းနည်းတော့ဟိုဟာဖြစ်တယ်ပေါ့နော်ဒီ Alice က hyper ASB ရဲ့ဆော့ဘက်ကဒီ Alice ကအားလေးကိမှာသူများပတ်သွားတော့ rabbit ကြီးရသွား rabbit အပြင်ကျွန်တော်ပါ K တကေးထက်ရသွားအဲ့ဒါကျွန်တော် I နဲ့ဖက်နှက်ထောင်သွားတော့လာလေးနဲ့တက်ချုံလေးဆက်တယ်ဒီမှာဆိုရင်ကျွန်တော် battle ဖြစ်နေအောင် fatigue နဲ့ဝင်ကြတဲ့တကေးရသွား okay အခုဒီမှာပေါ့နော် Alice ကနေပြီးတော့ဒီမှာခေါ်ဟုတ်သွားတယ်ရလည်းရသွားပေါ့နော်တော်တော်တာနေတယ်ဒီမှာဆိုNatalia မှာရဲ့ကျွန်တော်ခြုံခုပြီးတော့တိုက်သွားရှော့သွားပေါ့နော်ဒီမှာလည်းထပ်ပြီးတော့တက်မယ်လောက်တာဒါပေမဲ့ကျွန်တော်မှာညနေညံပြက်ညနေညံဝိုင်းရှေ့အခါကျတော့ခေါ်ကိုစကေ1စကေ2 RD နဲ့ပြန်တက်လိုက်တာရှော့ပဲ note အကြီးစားရသွားဘော Instagram ဒီတိုင်းပဲကျွန်တော်ဒီခြုံပုတ်ထဲကိုရှောက်သွားနေတယ်နာတာလီယာလက်ချက်နဲ့တေမလို့လို့နဲ့တေသွားတယ်ဘယ်လိုလဲဆိုတော့အကောင်မှာသူ့လည်းဘာမှမလုပ်ပဲစကေ2ပြန်လုံးလာပြီးဆိုတော့ဒီမှာပေါ့ creation နဲ့ creation ပြီးတော့အပေါ်လန်းသွားတော့မယ်လုံနေအားနဲ့အလဲမှာပတ်တယ်ဖြစ်တော့မယ်ဆိုတော့အောက်ကိုပြန်လာဖို့ပဲရှိတယ်ပကွီတိုကြီးကလာတာပကွီတိုတက်နေနဲ့ရှီးတပိတ်တာပြန်ကာတော့ပကွီတိုကြီးကပွဲလိုက်လို့ပါနေ buff တွေထားတယ်ဆိုရင်ကောဖတီကနဲ့လိုက်လက်တာကောမသေးပါဘူးဘယ်သူပြန်သေးပါလဲဆိုတော့ကျွန်တော်ပါပဲနာတာလီယာကျွန်တော်လက်ချက်နဲ့ပြန်သေးသွားတယ်ဒါပေမဲ့လည်းပကွီတိုကြီးစကေတူဒီမှာဆိုလော့ကင်းနေအနီမီရသွားပြီးလဲပြီးတော့ကျွန်တော်ပိုကောင်းသွားတာရှောင်းကေးပါရသွားကွာ legendary ရတယ်ဒီမှာဆိုလဲကျွန်တော်ကသူများရဲ့ဘက်ကိုသွားပြီးတော့သွားနောက်တာ rabbit ကြီးကတော့ရသွားကျွန်တော်တို့ဘက်ကဒါပေမဲ့လည်းနာတာလီယာကြီးကဘယ်လိုရောက်လာမှန်းလည်းမသိဘူးအားနဲ့ပြန်အားနဲ့ကျွန်တော်ဒီကိုယ့်ရဲ့ rabbit နာမှာစောင့်နေရပါတော့လာမဲ့သူတက်မယ်ဆိုပြီးအားနဲ့ကလစားချိတ်ကိုရသွားခေါ်ပြီးပါထပ်သေးသွားတော့ကောင်းတာပေါ့မကျွန်တော်လည်းပကွီတိုရောက်ဝင်ထိုးကကျွန်တော်တေသွားရယ်နော်အဲ့ပကွီတိုနှစ်ချက်ပဲထိုးသွားကျွန်တော်တို့ဘက်ကမစင်မကျင်လောက်ရကြတော့တာဝါကြီးလည်းဘုံနဲ့ကြိုးသွားပြီးတော့မလားမပါနဲ့ပြီးပွဲကြီးလည်းပြီးဆုံးသွားခဲ့ပါတယ်အဲ့ကကော်လတာကြီးနဲ့ပေါ့နော်ခိုးလာလားဒါမှမဟုတ်စမ်းတုတ်ကလာမသိဒီပွဲမှာသူကလည်းမကြမ်းမဲနဲ့သူကပဲထိုင်စီတဲ့ဒီအိုးတက်နဲ့ရှုံတာလောက်လေးရင်နာမရှိဘူးအိုးတက်ဆိုရင်လေဒီပွဲတိုင်းနိုင်မှကြိုက်တာဒီလိုရှုံမလဲဆိုတာရွှေတော့မျောမှန်းတာ MVP ကတော့မြင်ရလာဘူး22ကနေ21ကြာသွားတယ်ပေါ့နော်အဲ့ဒါလည်းတခုဆိုတာ let's go order ဘာရမလဲသွားကြည့်ကြမယ်ဒီမှာတော့ note အများကြီးပြန်တယ် expert ဝင်မှာတဲ့ဟိုရွှေရတယ်သူ okay ဒီပွဲလေးကတော့ဒီလောက်ပါပဲပေါ့နော်ဒီ okay တွေကိုလည်းဒီမှာကြည့်လိုက်ဘယ်သူကောင်းလဲမကောင်းလဲအပေါ်ဆုံးဂျူလီယန်ကိုကြည့်အောင်ပုတ်တူအားနဲ့ report ထူပါပေါ့နော်လေးမှတ်ရော့သွားပါတယ်အစား2တန်အောင်ထူဖို့2တန်အောင်တော့မထူတော့ပါဘူးဆိုပြီး anyway skin video ဒီလောက်ပါပဲနောက်နေ့ video မှာနောက်ထပ် update များတွေ့ပါမယ် bye bye